မွန်ပြည်နယ်ကမြို့ပြနဲ့နီးတဲ့မွန်ကျေးရွာတွေအများစုဟာမွန်ဘာသာစကားကိုပြည့်ပြည့်စုံစုံမပြောဆိုတတ်ကြတော့တာကိုသတိပြုမိပါတယ်။အထူးသဖြင့်အဲ့ဒီကျေးရွာတွေမှာမွန်တန်နာတော်တွေသာမထိမ့်သိမ့်နေဘူးဆိုရင်မွန်ဘာသာစကားပြောက်ကွယ်သွားတော့မဲ့အနေအထားဖြစ်လာနေပါတယ်။မွန်ပြည်နယ်ကပေါင်မြို့နယ်နဲ့တထုံမြို့နယ်ကအဆိုးဆုံးအခြေအနေဖြစ်လာနေပါတယ်။အဲ့ဒီကျေးရွာတွေမှာအရင်ကနေထိုင်တဲ့မွန်တွေကအသက်ကြီးကုန်လို့တချို့ဆိုဆုံးပါကုန်ပါပြီ။အဲ့တော့သူတို့သားသမီးတွေကမွန်တွေမဖြစ်ကြတော့ပါဘူး။မွန်တွေမရှိသလောက်ဖြစ်လာနေပါတယ်။အရင်ကရှိခဲ့တဲ့မွန်တွေကအဓိကအားဖြင့်လေလုတ်ချန်လုပ်ကြပြီးသူတို့နေထိုင်တဲ့ရက်ကွက်ရဲ့တောင်ရိုးတန်းမှာကျောင်းကြီးကျောင်းငယ်တွေဆောက်လုပ်ပြီးမွန်တန်နာတော်တွေကိုပင့်ဖိတ်ကိုးကွယ်ကြပါတယ်။အရင်ကမွန်တန်နာတော်တွေရှိတော့မွန်တရားတန်တွေကြားရပါတယ်။မွန်လိုပဲအမျှပေးကြတယ်ပေါ့လေ။အခုအချိန်မှာတော့အဲ့ဒီဘုံကြီးကျောင်းတွေမှာမွန်တန်နာတော်တွေမရှိတော့ပါဘူး။အရင်ခေတ်ကတည်သုံးနေထိုင်တဲ့မွန်ဆရာတော်ကြီးတွေပြန်တော်မူတဲ့အခါစက္ကန့်ဖို့မွန်တန်လာတွေမရှိတော့လို့ဖြစ်ပါတယ်။ပြီးတော့မွန်တကာတွေလည်းနေလာတာလည်းပါပါတယ်။အဲ့ဒီကျေးရွာတွေမှာမွန်ဆရာတော်တွေမရှိတော့တဲ့အခါတကာတွေကသူတို့နဲ့အဆင်ပြေတဲ့အခြားဒေသကဆရာတော်တစ်ပါးပါးကိုဝိုင်းဝန်းကျောင်းထိုင်ခိုင်းလိုက်ကြပါတယ်။တချို့ရွာကလည်းမြန်မာပြည်လယ်ပိုင်းဒေသကဝဲရတဲ့ဘုံတွေကိုလည်းနေရာပေးပင့်ဖိတ်ကြတာပေါ့လေ။တချို့ဘုံကြီးကျောင်းတွေမှာလည်းမွန်ဆရာတော်တစ်ပါးတည်းကြံနေတဲ့အနေအထားလည်းရှိတယ်။အဲ့ဒီလိုမွန်ဆရာတော်တစ်ပါးတည်းကြံနေတော့အလူတွေလုပ်တဲ့အခါမွန်စကားမတတ်တော့တဲ့တကာတွေကိုတရားဟောအမျှဝေပေးတဲ့အခါဗမာလိုပဲပြောလာရတာပေါ့လေ။မွန်တန်နာတော်တွေသာမရှိတော့ရင်မြို့ပြနဲ့နီးတဲ့ကျေးရွာအသီးသီးတွေမှာမွန်လူမျိုးမွန်ဘာသာစကားမွန်စာပေအလွယ်တကူပျောက်သွားနိုင်တယ်ဆိုတာကိုသတိပေးပါရစေ။